မင်္ဂလာပါရှင်နေထွက်နနအလေးနဲ့အတူစိတ်အေးချမ်းမှုနဲ့ခွန်အားကိုဖန်တီးပေးမဲ့ motivational morning channel မှာနှွေးထွေးစွာကြိုဆိုပါရစေနေ့တိုင်းမနက်တိုင်းတင်းစိတ်ကိုအလင်းပြေးဖို့ကျွန်ုပ်တို့ရှိနေပါပြီတခြားသူတွေလည်းဘဝကကိုယ့်ဘဝထက်ပိုကောင်းတယ်ပိုတာတယ်လို့ထင်မြင်မိတာမျိုးကလူတိုင်းနှီးပါကြုံမှုကြမှာပါအခုပြောပြမဲ့ပုံမြင်တဲ့ကကြီးကန်းလေးတစ်ကောင်ကလည်းအဲ့ဒီလိုအတွေးမျိုးနဲ့သူ့ဘဝကိုသူမပျော်မရွှင်ဖြစ်နေကြတာပေါ့ဒီပုံမြင်ရဲ့အစကတော့သူ့ဘဝကိုလုံးဝမကြည့်နဲ့တဲ့ကြီးကန်းတစ်ကောင်နဲ့စထားပါတယ်သူကသူ့ရဲ့မြင်းမင်းအယောင်အသွင်ပြင်ကိုတိတ်မုန်းတာပြီးတော့တခြားငတ်တယ်လို့လှလှပပထီဖို့ကိုပဲအမြဲတောင်းတနေခဲ့လေအဲ့လိုနဲ့ပဲသူဟာရသေးတစ်ပါးစီကိုသွားပြီးတော့သူ့ရဲ့မပျော်ရွှင်မှုလေးကိုရင်ဖွင့်มาတော့ ਨੇ သူ့တက်ကတော့လေဒီလိုရိုးရိုးစင်းစင်းအမြဲရောင်ငတ်တကောင်ဖြစ်နေရတာဟာကျင်းစာတက်နေတယ်လို့ပါပဲတဲ့ရသေးကြီးကလည်းသူ့ကိုတန်းပြီးတော့အဖေမပေးလိုက်ပါဘူးပျော်ရွှင်မှုရဲ့အဒီဘက်ကိုကိုယ်တိုင်ရှာဖို့တွေးရှိနိုင်ဖို့အတွက်ခီးတစ်ခုကိုဆေးလွတ်လိုက်ပါတယ်ကြီးကန်းဟာသူတိအားကြတဲ့ငန်းတကောင်ဖြစ်လာဖို့အခွင့်အရေးရတယ်တဲ့ဒါပေမဲ့စီကန်းချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့အဲ့ဒီပျော်ရွှင်မှုကိုသူကိုယ်တိုင်အရင်ဆုံးသွားပြီးတော့စစ်ဆေးရမယ်ဆိုလာပါပဲဒီလိုနဲ့ပဲကြီးကန်းဟာပျော်ရွှင်မှုအစစ်အမှန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ပါတော့တယ်ဒါပေမဲ့လေသူတွေးကြုံရမယ့်အရာတွေကပျော်ရွှင်မှုနဲ့ပတ်သက်တဲ့သူ့ရဲ့အမြင်တွေကိုလုံးဝပြောင်းပြန်လန့်သိမဲ့အရာတွေဖြစ်နေခဲ့ပါသေးတယ်ဆိုတော့ကြီးကန်းကရေကန်တစ်ခုစီကိုပြန်သွားတယ်အဲ့ဒီမှာကဘာပေါ်မှာအပျော်ဆုံးခန့်လို့သူယုံကြည်ထားတဲ့ငန်းကိုတွေ့လာရတာပေါ့ငန်းရဲ့လှပမှုကိုမြင်လိုက်ရတော့ကြီးကန်းကပျော်ရွှင်မှုရဲ့တောချက်ကိုရှာတွေ့ပြီလို့ထထချက်ကိုယုံကြည်သွားပြီးတော့အားကြမှုအဖြစ်နဲ့ငါးစီကိုချင်ခတ်ခဲ့ပါတယ်ဒါပေမဲ့ထင်တော်မထင်ထားတဲ့ဖြေကိုကြားလိုက်ရတယ်ငန်းကလည်းသူ့ဘဝကိုမကျေနပ်ထိုးတယ်ဗျာသူကသူ့မှာအယောင်အသွေးမရှိတာကိုအားငယ်နေပြီတကယ်ပျော်ရွှင်ဆုံးငန်းကကြက်တူရွေးဖြစ်လိမ့်မယ်လို့ညွှန်ပြလိုက်ပါတယ်လိုင်းရဲ့အကြံပေးချက်အတိုင်းပဲကြီးကန်းဟောင်းကြက်တူရေးကိုလိုက်ရှာခဲ့ပါတယ်အခုဒီခါမှာတော့ကြက်တူရေးရဲ့အယောင်ဆုံးအလားကောအားချမိပြန်ရောအခြေအနေကအတူတူပါပဲဒီတစ်ခါမှလည်းကြက်တူရွေးရဲ့လှပတဲ့အယောင်တွေကသူ့အတွက်ဝင်းထဝင်ပိုးဖြစ်နေတယ်လောင်အိမ်ထဲအဖမ်းခံအောင်မှာကိုအမြဲစိုးရိမ်ကြောက်လန့်နေရတယ်လို့ဆိုပါတယ်ပြီးတော့ကြီးကန်းကိုတောင်းစီကိုလမ်းရွက်လိုက်ပြန်ပါတယ်ကဲကြီးကန်းရဲ့နောက်ဆုံးခေဆုံးကတော့တောင်းပါပဲသူကတောင်းကိုအခမ်းအနားဆုံးနဲ့အပျော်ရွှင်ဆုံးငှက်လို့တစ်ထစ်ချယူဆထားခဲ့တာပေါ့သူတီရီဆန်ယုံကိုရောက်တော့တောင်းရဲ့ကြောကြားမှုကိုကိုယ်တိုင်ကိုကြားမြင်တွေ့ခဲ့ရတယ်ဒါကတောင်းရဲ့ဘဝဟာတကယ်ကိုပြည့်စုံတယ်ဆိုတဲ့သူ့ရဲ့ယုံကြည်ချက်ကိုပို့ပြီးတော့တောင်ခိုင်မာစေခဲ့ပါတယ်ကြီးငန်းကသူ့ရဲ့ကောင်းချက်ကိုတောင်းစီမှတင်ပြခဲ့ပြီးတော့တောင်းစီကသဘောတူညီမှုကိုမျှော်လင့်ခဲ့တာပေါ့အဲ့ဒီမှာတင်ကြီးခါအတွက်အကြီးမားဆုံးအလက်အပြောင်းချစ်သွားစေမဲ့အဖြစ်ထွက်လာပါတယ်ခေါင်းကသူ့ရဲ့အလှတရားကြောင့်ပဲဒီလောင်အိမ်ထဲမှာအကျဉ်းချနေရပြီးလွတ်လပ်မှုမရှိတဲ့သူ့ဘဝဟာလုံးဝမပျော်ရွှင်ဘူးလို့ဝန်ခံလိုက်ပါတယ်ဒီနေရာမှာပုံပြင်ရဲ့အဓိကအချက်ကရှင်းရှင်းလင်းလင်းကိုပေါ်လွင်လာပါပြီတောင်းမှာအလှတရားနဲ့ကြောကြားမှုရှိပြီးမဲ့လွတ်လပ်မှုမရှိဘူးကြီးကမှာတော့ဘသူမှတတိမထားမိပြီမဲ့သူတွားချင်ရတွားနိုင်တဲ့လွတ်လပ်မှုအပြည့်အဝရှိနေပါတယ်တကယ်ကိုအားသင့်စရာပါပဲတောင်းကကြီးကန်းရဲ့လွတ်လပ်မှုကိုအရာအလုံးထက်ပိုပြီးတော့အားကြနေပါတယ်လို့ဖွင့်ထားခဲ့ပါတယ်လို့တောင်းရဲ့စကားတခွန်းကကြီးကန်းကအရာအလုံးကိုပြောင်းလဲစေခဲ့ပြီးသူကလုံးဝကွဲခြားတဲ့ရှုထောင့်အတဲ့တစ်ခုနဲ့ရသေးစီကိုပြန်မြန်တန်းသွားခဲ့ပါတယ်သူရသေးစီကိုအမြင်တစ်နဲ့ပြန်လာခဲ့တယ်ပြီးတော့သူ့ဘဝကိုပထမဆုံးအကြိမ်အဖြစ်ကျင်းနဲ့ပျော်ရွှင်စွာနဲ့တခြားဘာမှမဖြစ်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်ကြီးကန်းရဲ့ခီးကလူတော်များများကြားရောက်တတ်တဲ့နိုင်ရှင်ချင်းထောင်ချောက်အကြောင်းကိုတရုပ်ဖော်နေတာပါပဲဆိုရှယ်မီဒီယာမှာတခြားသူတွေရဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုချိပြီးကိုယ့်ဘဝနဲ့ကိုယ်အားငယ်စိတ်ဝင်လာတာမျိုးပေါ့ဒါဟာအဆုံးမရှိတဲ့တန်တရားတစ်ခုပါပဲကဲဒါဆိုဒီလိုမနှလုံးမှုတွေနိုင်ရှင်မှုတွေနဲ့ဘယ်လိုယုံထွက်မလဲဒီပုံပြင်ကရှင်းရှင်းလင်းလင်းလမ်းပြပေးထားပါရဲ့ပထမဆုံးကတော့မလိုအပ်ပဲနိုင်ရှင်တာတွေကိုရက်လိုက်ပါဒုတိယအနေနဲ့ကြီးကန်းရဲ့လွတ်လပ်မှုလိုပဲကိုယ်မှာရှိတဲ့အာသာချွတ်တွေကိုပိုင်ဆိုင်တဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့ပါနောက်ဆုံးနဲ့အရေးအကြီးဆုံးကတော့ပျော်ရွှင်မှုကိုကိုယ့်အတွင်းစိတ်ထဲမှာပဲရှာဖွေဖို့ပါပဲဒီဖောင်မြင်လေးကကျွန်တော်တို့ကိုအရေးကြီးတဲ့မေခွန်းတစ်ခုမြင်သွားပါပြီတခါတလေကျရင်ကျွန်တော်တို့အရန်အားကြနေတဲ့အရာတွေကတကယ်တမ်းမှာတခြားသူတွေကိုအကျဉ်းချထားတဲ့လောင်အိမ်ငင်းညာဖြစ်နေမလားဒီအကြောင်းလေးကိုစဉ်းစားစရာဖြစ်ချန်ထားခဲ့ကြပါတယ်ခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးအားပေးခဲ့တာအတွက်ကျေးဇူးပါ
နောက်လန်းစိတ်အားတက်ကြွစေမယ့်အကြောင်းအရာတွေကိုမလွတ်တမ်းကြည့်ယူနိုင်စေရန် Motivational Morning Channel ကို Subscribe လုပ်ထားပြီးအသစ်တွေတင်တိုင်းပြည့်နိုင်စေရန်ဘဲကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးတာကြပါဦးရှင်ဒီနေ့ကိုအောင်မြင်စွာစတင်လိုက်ပါ